ကောင်ပုစုခီလေတော့ကြည့်ဖို့တဆုဆန်နဲ့လိုက်ခဲ့ပါအောင်နော်အခုကတော့ icon စီယမ်ဖဲကိုတွားမှာပါ icon စီယမ်ရဲ့ညနေခင်းရေပန်းအလားရှုခင်းကိုကြည့်ရင်းနဲ့ second floor မှာရှိတဲ့ Past Uniworld ကိုတွားပါမယ်အဲ့ဒီ Past Uniworld ကတော့ဒီ September 7ကနေ24ရက်ထိသူတို့အခမဲ့ပြသပါမယ်ပြသတဲ့အချိန်ကတော့3နာရီကနေညနေခင်း10နာရီထိပါဝင်ကြီးကတော့လုံးဝမရှိပါဘူးရှင်တပုံရိုက်လို့ရပါတယ်အကောင်လေးတွေကိုအစာကျွေးလို့ရပါ baby pig လေးတွေကိုလည်းနှိုးတိုက်လို့ရပါတယ်ရှင်ဒါတော့နောက်ထပ် rangoon ပေါ့ဒီကောင်လေးကတော့အသားရဲ့အသီးတွေကိုစားပါတယ်ရှင်မင်းညာဆွဆန်ကျွေးတဲ့အချိန်မှာတော့သူတို့ကအသားမစားပါဘူးစပစ်တီးကိုပဲအဓိကစားတာပါရောငါပြောတီးပေါ့နော်တစ်တီးမှလည်းများရောသူတို့အကုန်လုံးစားပါတယ်ရှစ်ဆရာလေးဘက်ဆိုအင်ယူပြန်ကျင်လိုက်တာဟိုပိုင်တခွန်မွေးထားတဲ့အကောင်လေးနဲ့ခက်စင်စင်လေးရဲ့ဒီကောင်လေးကလေကြည့်အသားကျွေးအောင်လုံးဝမစားဘူးတို့တွေနဲ့တခြားစီပဲနော်စပစ်တီးကျွေးတော့ရှယ်စားနေတာပတ်တုတ်နေရပဲချွတ်မွေးလေးဆောနာအဖွဲလေးရတော့အသားမစားတဲ့အဖွဲလေးပေါ့အခုကျတော့အသားစားတဲ့အဖွဲလေးတွေလာပါပြီလူရက်နေကြတာစားကြကြုံကလေးလေးလိုမျိုးပဲနော်ဟိုပြည်ပြည်နဲ့ပြီးရန်ဖြစ်လိုက်ကြတည်းသူတို့တွေကလူလေးတွေကြားနေရပဲမကြွေးလားငါ့ကိုမကြွေးလားဆိုတော့ကိုကြီးတကကန်နဲ့ချစ်စရာလေးတွေပါဆိုချစ်စရာဟမ်စတာတွေရဲ့ပြိုကြီးမမတွေရဲ့အတွက်ဘဲကလေးတွေရဲ့အစုံလေးရှိပါတယ်စားတာပါနော်ချစ်လို့စားတာပါဒါလေးကတော့လင်းသားလို့ပြောရမှာချင်းလင်းသားငယ်လင်းသားပေါက်စလေးပေါ့ကဲအကောင်လေးတော့အစာကျွေးပြီဆိုတော့ကျမစားဖို့အတွက်ရွေးပါတော့မယ်အခုဒါတော့နာမည်ကြီးနေတဲ့သူမြမမပေါ့နော်သူမြမမဒီတချို့ဆိုင်မှာဝတ်သားကြော်မထည့်ဘူးဒီဆိုင်ကတော့ထည့်ပါတယ်ဒါကတော့ icon siam ရဲ့ ground floor မှာရှိတဲ့အတစ်ဖွင့်ထားတဲ့ဆိုင်ပါနော် share စားလို့ကောင်းပါတယ်ရှင်စားကြပါအောင်မမဆွနဲ့သူစားကြပါအောင်စားလိုက်ပါအောင်မယ်Timmy Gui ဆိုတော့ before နဲ့ after လေးကိုကြည့်လိုက်ပါဦးနောက်ထပ်စိတ်ဝင်စားစရာလေးတွေထပ်ထပ်လေးမှာအပေးကြပါအောင်ရှင် bye bye